ဒီကောင်းလေးဆိုရင်ကြောက်နဲ့တူပဲဗျာဒီမှာနော်ကျွန်တော်တို့မုံတူးကွန်နဲ့တူပဲဒီကောင်းလေးဆိုမြင်လားရမ်းလည်းကြောက်ရမ်းမြင်လားနော်ကျွန်တော်ကြည့်လိုက်နှုတ်လေးတွေရမ်းတော့ဝိနည်းနည်းလေးပို့သွားဗျာနော်ဒီကောင်းကြည့်လိုက်စားကြောက်ဖြစ်တော့နော်ဒီမှာကြည့်လိုက်ထိတ်ကအပယ်လေးပါတယ်ဗျအခုကအရေကွန်ကြောအရောက်နေရနော်အရေကွန်ကြောဆိုပေမဲ့ဗျာနော်ကျွန်တော်တဲပြကြောတွေနဲ့လည်းထွက်တယ်ဗျသူကဘာလို့လဲဆိုတော့ကြောတွေကရောနေတာအဟောင်းကြောဆိုတော့လေဒီကောင်လေးဆိုကြောက်ပြောင်မာတယ်နော်ဒီကောင်လေးဝိတ်လက်တအားပါရဲ့အိုးနဲတဲ့ဝိတ်မဟုတ်ကြီးကြောက်လားမသိဘူးတခြားလေးစစ်ကြည့်မှဝိတ်တော်တော်ကောင်းနေဗျနော်ဒီကောင်လေးတခြားကြည့်အောင်မယ်ဒီကောင်လိတ်ကြောက်ဗျနော်လိတ်ကြောက်မဲဒီကောင်ကတော့ကျွန်တော်တို့နှုတ်ခွန်လို့ခေါ်မယ်ဒီကောင်လေးဒီလိုနီနီတွေလည်းပါနော်ကြောက်ပါလေလိုနီနီတွေလည်းဒီမဲအရေကောင်ကဒီလိုပြောင်ကြီးတွေလာအေးဝင်ပြောင်ကြီးတွေလာဗျဟုတ်တယ်ကတော့တက်နာဗျမချိတ်ခွန်နေပါလေဖြစ်မှာစိုးရရနော်တခြားလေးပုတ်ကြည့်မှရမှာ